မောရဇက်ဟောတော်မူရာဌာနနတ်နှင့်တကွလောကကိုဆုံးမတော်မူတတ်သောတပ်ပေညုမြတ်စွာဘုရားသခင်သည်ဥဒိယံစက္ကူမှာဧကရာဇာအစရှိသောဂါထာပုဒ်ဖြင့်တစားဆင်အပ်သောဤမောရဇက်ကိုဇေတွင်ကျောင်းတော်၌တည်သုံးနေတော်မူစဉ်သာနာတော်၌ညီးငွေသောတယောက်သောယဟန်ကိုအကြောင်းပြု၍ဟောတော်မူ၏ပြစ္ဆုတ်ပံဝတ္ထုထိုစကားသည်မှန်၏ထိုညီးငွေသောယဟန်ကိုအဆွေခင်မွန်းဖြစ်ကုန်သောယဟန်တို့သည်မြတ်စွာဘုရားအထံတော်သို့ဆောင်အပ်သည်ဖြစ်၍ယဟန်သင်သည်ညီးငွေ၏ဟုသည်မှန်သလောဟုမိန့်တော်မူသည်ရှိသောအရှင်ဘုရားမှန်ပေ၏ဟုနားတော်လျှောက်၍အဘယ်ကိုမြင်၍ညီးငွေသည်နည်းဟုမိန့်တော်မူသည်ရှိသောအရှင်ဘုရားတစားရှင်ခြင်းနှင့်ဆက်သောတယောက်သောမိန်းမကိုမြင်၍ညီးငွေခြင်းဖြစ်ပါသည်ဟုလျှောက်၏ထိုအခါထိုယဟန်ကိုမြတ်စွာဘုရားသည်ယဟန်မိန်းမမြည်သည်ကားတင်တို့ကဲ့သို့သောသူဤစိတ်ကိုအဘယ်ကြောင့်မှတ်လှုပ်ချောက်ချားစေအပ်နီလှုပ်ချောက်ချားစေသည်သာလျှင်ဒီထိုစကားမှန်၏ရှေ့ပညာရှိတို့အားအနှစ်900တိုးပတ်လုံးမဖြစ်ကုန်သောကိလေသာတို့သည်မိမ၏အတန်ကိုကြားလက်သောအခွင့်ကိုရကုန်၍တခဏချင်းသာလျှင်ဖြစ်ကုန်၏စင်ကြယ်ကုန်သောတရားဝါတို့ပင်ဖြစ်ကုန်လျက်လဲညဉ့်နှဲရကုန်သေး၏မြတ်သောဆန္ဒနှင့်ပြည့်စုံသောသူကိုပင်ဖြစ်ကုန်လျက်လဲအကျော်စောမဲ့ခြင်း၏အဖြစ်သို့ရောက်ရကုန်သေး၏မစင်ကြယ်သောသူအဖို့ကအဘယ်မှာဆိုပွဲရှိအပ်နည်းဟုမိန့်တော်မူ၍အတိတ်ကိုဆောင်တော်မူ၏အတိတ်ဝတ္ထုယဟန်တို့လွန်လေပြီးသောအခါဗာရတိပြည်၌ဗြဟ္မရတ်မြည်သောမင်းသည်မင်းပြုသည်ရှိသောဖျားလောင်းသည်ဥတော်မျိုး၌ပရိသတ်တွေကိုယူ၍အဥဖြစ်သောကာလမှလည်းမဟာလေကအခွန်နှင့်တူသောအစင်းရှိသောဥကွန်ရှိသည်ဖြစ်၍ဥကွန်ကိုခွဲ၍ပေါက်သည်ရှိသောရွှေအစင်းနှင့်တူသောအစင်းရှိသည်ဖြစ်၍ရှုကျင်စပွဲရှိ၏ကြီးညိုစပွဲရှိ၏အတောင်အကြားတို့၌နီနီတွေးတွေးယုံသွေးဟင်းသာပြားဆွတ်၍ထားပြီးတကဲ့သို့အခြားအရေးတို့ဖြင့်ထူး၍တင့်တယ်၏ထိုရွှေဦးတောင်းသည်အသက်ကိုစောင့်ရှောက်လိုရာကတောင်ရေး3ခုကိုလွန်၍4ခုမြောက်သောတောင်ရေး၏တခုသောတထကရွှေတောင်၌နေခြင်းကိုပြု၏နနက်အရန်အတားမှန်တံထိုရွှေဦးတောင်းသည်ညစ်၏လင်းလက်သောအခါရွှေတောင်ထိပ်၌နေလျက်တက်လက်သောနေမင်းကိုကြည့်၍မိမိ၏ကျက်စားရာမြေ၌အဆောင်အရှောက်အရန်အတားအကျိုးငါမြတ်သောမန္တရားကိုဖွဲ့လိုရာကဥဒိယံစက္ကူမှာဧကရာဇာအဟရိတဝဏ္ဏပထဝိတဘာသောတန်တန်သမတ္တာမိဟရိတဝန္တံပထဝိတဘာတံပရဇဂုတ်တာဝိဟာယေမှုဒီဝတံဟူသောဤဂါထာကိုရွတ်၏စက္ကူမှာအလုံးစုံသောစัจ java လာ၌နေကုန်သောသူတို့အားမျက်စိအမြင်ကိုပေးတတ်ထသောဧကရာဇာမြတ်သောမင်းဖြစ်ထသောဟရိတဝနောရွှေအစင်းနှင့်တူသောအစင်းရှိထသောပရဝိတ္တဘာသောမြေကြီးကိုထွန်းပစေတတ်ထသောအယံဘာနုမှာဤနေမင်းသည်ယတမအကျဉ်ကြောင့်ဥဒေတိအရှိလောကဓမ္မတက်လက်ဤတန်တတမထို့ကြောင့်ဟရိတဝဏ္ဏရွှေအစင်းနှင့်တူသောအစင်းရှိထသောပရဝိတ္တဘာတံမြေကြီးကိုထွန်းပစေတတ်ထသောတန်ထိုနေမင်းကိုနမတ္တာမိရှင်ခိုးပါ၏ဣဇယနေ့တရားရှင်နေမင်းသည်ဂုတ်တာစောင့်ရှောက်အပ်သည်ဖြစ်၍မယံငါတို့သည်ဣမံဣတိတံဤသို့သဘောရှိသောဒီဝတံနေပတ်လုံးဝိဟာရီမှုချမ်းသာစွာနေရပါလိုကုန်၏ဖျားရှင်ခိုးဤသို့ဖျားလောင်းသည်ဤဂါထာဖြင့်နေမင်းကိုရှင်ခိုးပြီး၍ဒုတိယဂါထာဖြင့်လွန်တော်မူလေပြီးကုန်သောပြိဋိဘံပြုတော်မူပြီးကုန်သောဖျားရှင်တို့ကို၎င်းဖျားရှင်တို့၏ဂုဏ်တော်တို့ကို၎င်းရှင်ခိုးလိုရာကယေဗျမနာဝေရကုတပ္ပဓမေတေမေနမောတေသမံပါလယံတုနမထုဗုဒ္ဓနာနမထုဘောဓိယနမောဝိမု တာနံနမောဝိမု တိယဣမံသောပရိဒံကတ္တဝါမောရောစတတိဧတနာဟုသောဤဂါထာကိုရွတ်၏ဗြဟ္မဏမကောင်းမှုကိုအပ
ပြုတော်မူကုန်ပြီးထသောတပ္ပဓမေခတ်သိမ်းကုန်သောတရားတို့ကိုဝေရကူဉာဏ်တော်အားဖြင့်ထင်ရှားသည်ကိုပြုတော်မူကုန်ပြီး၍ဘောဓိပြင်ပြင်၌အာရပဉာဏ်တပ်ပိညုတဉာဏ်သို့ရောက်တော်မူကုန်ပြီးထသောရေယာရိတာအကျဉ်တို့သဘောရှိတော်မူကုန်သောဘဂဝန္တော်မြတ်စွာဘုရားတို့သည်တန်တိရှိတော်မူကုန်၏တေတာရိတာထိုသို့သဘောရှိတော်မူကုန်သောဘဂဝန္တော်မြတ်စွာဘုရားတို့ကိုမေအကျွန်ုပ်၏နမောနမကာယရှင်ခိုခြင်းကိုပရိစ္ဆန်တုစခံ၍လဲခံတော်မူစေကုန်တည်းဧဝံဤသို့မေယာအကျွန်ုပ်၏နမတ္တိတာရှင်ခိုအပ်ကုန်သောတေတာရိသောထိုသို့သဘောရှိကုန်သောဘဂဝန္တော်မြတ်စွာဘုရားတို့သည်မအကျွန်ုပ်ကိုပါလယံတုစောင့်ရှောက်သည်လဲစောင့်ရှောက်တော်မူကြစေကုန်တည်းဗုဒ္ဓနံပြိဋိဘံပြုပြီးတော်မူပြီးသောဘုရားရှင်တို့အားမေအကျွန်ုပ်၏နမောရှင်ခိုခြင်းသည်အထုဖြစ်စေတည်းတေတညေဝထိုဘုရားရှင်တို့၏တာလင်ဘောဓိယာမက်လေးတံဖိုလေးတံတို့၌မဉ္ဉံမက်လေးတံဖိုလေးတံတို့၌ဉာဏ်ဟုဆိုအပ်သောဘောဓိအားမေအကျွန်ုပ်အားနမောရှင်ခိုခြင်းသည်အထုဖြစ်စေတည်းဝိမု tta နံအာရတ္တဘူတိဟုသောဝိမု tti အားဖြင့်ဝိမု tti ရှိတော်မူကုန်သောတေတညေဝထိုဘုရားရှင်တို့အားသာလေမေအကျွန်ုပ်၏နမောရှင်ခိုခြင်းသည်အထုဖြစ်စေတည်းနေတံထိုဘုရားရှင်တို့၏ဝိမု tti ယာငါးပါးသောဝိမု tti အားမေအကျွန်ုပ်၏နမောရှင်ခိုခြင်းသည်အထုဖြစ်စေတည်းဘိက္ခဝေယဟန်တို့သောမောရောထိုရွှေဥတောင်းမင်းသည်ဣမံပရိဒံဤအယံအတားကိုကတ္တဝါပြု၍ဧတနာယအပွင့်အသီးအစရှိသောအထူးထူးအပြားပြားသောအစာကိုရှာအံ့သောငါစရတိသွားဤညအယံအတားမန္တံယဟန်တို့ထိုရွှေဥတောင်းမင်းသည်ဤသို့တစ်နှစ်ပတ်လုံးကြက်စား၍ညအခါတောင်ထိပ်၌နေ၍ဝင်လေသောနေမင်းကိုကြည့်လျက်ဘုရားရှင်တို့ဤဂုဏ်တော်ကိုစင်ကြင်၍နေရာအရပ်၌အဆောင်ရှောက်အယံအတားအကျိုးငါတဖန်မြတ်သောမန္တရားကိုဖွဲ့ပြန်လိုရာကအပေတယံစက္ကုမာဧကရာဇာဟရိရဝန္သောပရဝိတ္တဘာသောတန္တနမတ္တာမိဟရိတဝန္တံပရဝိတ္တဘာတံကရဇဂုတ်တာဝိဟာယေမူရတ္တေယေပိမနာဝရကုတပ္ပတမေတိမေနမောတေသမံပါလယံတုနမထုဗုဒ္ဓနာနမထုဘောဓိယာနမောဥမုဒ္ဒနာနမောဥမုဒ္တိယဣမံတောပရိတံကတ္တဝါမောရောဝတမကပ္ပိရိဟူသောဤဂါထာတို့ကိုရွတ်၏စက္ကုမာအလုံးစုံသောစัจ java လာ၌နေကုန်သောသူတို့အားမျက်စိအမြင်ကိုပေးတတ်ထသောဧကရာဇမြတ်သောမြင်းဖြစ်ထသောဟရိတဝနောရွှေအစင်းနှင့်တူသောအစင်းရှိထသောပရဝိတ္တဘာသောမြေကြီးကိုထွန်းပစေတတ်ထသောအယံဘာနုမာဤနေမင်းသည်ယတ္တမအကျဉ်ကြောင့်အပေတိဝင်ဤတန်တတ္တမထို့ကြောင့်ဟရိတဝနံရွှေအစင်းနှင့်တူသောအစင်းရှိသောပရဝိတ္တဘာသံမြေကြီးကိုထွန်းပစေတတ်သောတန်ထိုရှင်နေမင်းကိုနမတ္တာမိရှင်ခိုးပါ၏ဣဇယနေ့တာရာရှင်နေမင်းသည်ဂုတ်တာစောင့်ရှောက်အပ်သည်ဖြစ်၍မယံအကျွန်ုပ်တို့သည်ဣမံဤသို့သဘောရှိသောရတ္တိညစ်ပတ်လုံးဝိဟရေမှုချမ်းသာစွာနေရပါလို့ကုန်၏ဗျမနောမကောင်းမှုကိုအပပြုတော်မူကုန်ပြီးထသောတပ္ပဓမေခတ်သိမ်းသောသင်္ကထအသင်္ကထတရားတို့ကိုဝေရကူဉာဏ်တော်အားဖြင့်ထင်ရှားသည်တို့ကိုပြုတော်မူကုန်၍တန်တရားကိုလွန်တော်မူကုန်ပြီးထသောရေဘဂဝတ်တော်အကျင့်မြတ်စွာဘုရားတို့သည်တန်တိရှိတော်မူကြကုန်၏ဒေဘဂဝတ်တော်ထိုမြတ်စွာဘုရားတို့သည်မေအကျွန်ုပ်၏နမောရှင်ကိုခြင်းကိုပရိစ္ဆန်တုစခံလဲခံတော်မူစေကုန်တည်းဧဝံဤသို့မယာငါသည်နမတိတာရှင်ခိုအပ်ကုန်သောတေတာရိတာထိုသဘောရှိကုန်သောဘဂဝတ်တော်မြတ်စွာဘုရားတို့သည်မံအကျွန်ုပ်ကိုပါလယံတုစအဆောင်အလျှောက်လဲဆောင်းလျှောက်တော်မူစေကုန်တည်းဗုဒ္ဓနံပြိဋိဘံပြုတော်မူပြီးကုန်သောဖျားရှင်တို့အားမေအကျွန်ုပ်၏နမောရှင်ခိုခြင်းသည်အထုဖြစ်စေတည်းတေတညေဝထိုဖျားရှင်တို့၏သာလင်ဘောဓိယာမက်လေးတံဖိုလေးတံတို့၌
ဉာဏ်ဟုဆိုအပ်သောဘောဓိအားမေအကျွန်ုပ်၏နမောရှင်းခိုးခြင်းသည်အထုဖြစ်စေတည်းဝိမု ဿာနံအာရတ္ဗောဓိဟုသောဝိမု tti ရှိတော်မူကုန်သောတေတင်ညေဝထိုဘုရားရှင်တို့အားသာလျှင်မေအကျွန်ုပ်၏နမောရှင်းခိုးခြင်းသည်အထုဖြစ်စေတည်းနေတံထိုဘုရားရှင်တို့၏ဝိမု tti ရာ၅ပါးသောဝိမု tti အားမေအကျွန်ုပ်၏နမောရှင်းခိုးခြင်းသည်အထုဖြစ်စေတည်းဘိက္ခဝေယဟန်တို့သောမောရောထိုရွှေဥတောင်းသည်ဣမံပရိဒံဤအယံအတားကိုကတ္တဝါပြု၍နိဝတထာနေရာအရပ်၌ဝါသံနေခြင်းကိုအကပ္ပယိပြု၏မုတ်ဆိုးဥတောင်းတွေ့ခဲ့ထိုရွှေဥတောင်းအားညစ်၌၎င်းနေ့၌၎င်းဤသို့သဘောရှိသောပရိတ်အာနုဘော်ကြောင့်ဘေးသည်လည်းမဖြစ်သည်သာလျှင်ဒီကြက်သည်မွေးခြင်းထခြင်းသည်လည်းမဖြစ်သည်သာလျှင်ဒီထိုအခါဗာဏသီပြည်၏မဏိမဝေအရပ်၌မုတ်ဆိုးတို့၏ရွာ၌နေသောမုတ်ဆိုးတယောက်သည်ဟိမွန္တာအရပ်၌လှည့်လည်သည်ရှိသောထိုဒန္ထကရွှေတောင်ထိပ်၌နေသောဖျားလောင်းရွှေဥတောင်းကိုမြင်၍လာလတ်၍သားအားပြောကြား၏မြင်းကြီးရွှေဥတောင်းကိုလိုခြင်းထိုအခါတနေ့တ၌ဗာဏသီမင်း၏ခေမာအမည်ရှိသောမိဖုရားသည်အိမ်မက်ဖြင့်ရွှေစင်းနှင့်တူသောအဆင်းရှိသောရွှေဥတောင်းတရားဟောသည်ကိုမြင်မဲ့၍နိုးသောကာလ၌မင်းကြီးအားလျှောက်၏အဘယ်သို့ကြားလျှောက်သနည်းဟုမူကားမြတ်သောမင်းကြီးအကျွန်ုပ်သည်ရွှေစင်းနှင့်တူသောအဆင်းရှိသောဥတောင်း၏တရားကိုနားလို၏ဟုလျှောက်၏မင်းသည်အမတ်တို့ကိုမေး၏အမတ်တို့သည်အရှင်မင်းကြီးပုံနာတို့သည်တိကုံလက်တံဟုလျှောက်ကုန်၏ပုံနာတို့သည်ထိုစကားကိုကြားကုန်၍ရွှေစင်းနှင့်တူသောအဆင်းရှိသောဥတောင်းတို့မြည်သည်ရှိကုန်၏ဟုလျှောက်ကြကုန်၏အဘယ်ရပ်၌ရှိသနည်းဟုမေးသည်ရှိသောမင်းကြီးမုတ်ဆိုးတို့သည်တိကုံလက်တံဟုလျှောက်သောမင်းသည်မုတ်ဆိုးတို့ကိုစီဝေးစေ၍မေး၏ထိုအခါထိုမုတ်ဆိုး၏သားသည်မြတ်သောမင်းကြီးဒရကအမည်ရှိသောရွှေတောင်၌ရှိ၏ထိုရွှေတောင်၌ရွှေစင်းနှင့်တူသောအဆင်းရှိသောရွှေဥတောင်းသည်နေ၏ဟုလျှောက်၏မုတ်ဆိုးကိုဖန်ခိုင်းအိုမုတ်ဆိုးထိုသို့ဖြစ်လင်ကားတင်သည်ထိုဥတောင်းကိုမတတ်ဘဲနှောင်ဖွဲ့၍သာလျှင်ဆောင်ခဲ့လောဟုဆို၏ထိုမုတ်ဆိုးသည်သွား၍ထိုရွှေဥတောင်း၏ကျက်စားရာမြေ၌ကြောကွင်းတို့ကိုထောင်၏ဥတောင်းသည်နင်းရာအရပ်၌လည်းကြောကွင်းတို့ကိုမရွှေ့မုတ်ဆိုးသည်ဖန်အံ့သောငါမတတ်နိုင်သည်ဖြစ်၍ခုနှစ်တို့ပတ်လုံးထိုအရပ်၌သာလျှင်ကျက်စား၍သေလေ၏ခေမာမိဖုရားသည်လည်းတောင့်တအပ်သောရွှေဥတောင်းကိုမရ၍သေလေ၏မင်းသည်ဥတောင်းကိုအကြောင်းပြု၍ငါ၏မိဖုရားသေလွန်ရ၏ဟုအမျက်ထွက်၍ဟိမွန္တာအရပ်၌ဒန္တကမြည်သောတောင်သည်ရှိ၏ထိုရွှေတောင်၌ရွှေစင်းနှင့်တူသောအဆင်းရှိသောဥတောင်းသည်နေ၏အကျဉ်သူတို့သည်ထိုဥတောင်း၏သားကိုစားရကုန်၏ထိုသူတို့သည်မအိုသည်ဖြစ်ကုန်၏မသေးသည်ဖြစ်ကုန်၏ဟုအခရာကိုရွှေပြား၌ရေးသားစေ၍ရွှေတစ်တာ၌ထားစေ၏ထိုမင်းသည်စုတေသည်ရှိသောတပါးတော်မင်းသည်မင်းအဖြစ်သို့ရောက်သည်ဖြစ်၍ထိုရွှေပြား၌ရေးထားသောအခရာကိုဖတ်စေ၍ငါသည်မအိုသည်မအေသည်ဖြစ်ရအံ့ဟုတပါးသောမုတ်ဆိုးတို့ကိုစေလွတ်၏ထိုမုတ်ဆိုးသည်လည်းသွားလေ၏ဖျားလောင်းကိုဖန်အံ့သောငါမတတ်နိုင်ထိုအရပ်၌သာလျှင်သေလေ၏ထိုသို့သောနည်းဖြင့်မင်း6ဆက်လဲသည်၏အဖြစ်သို့ရောက်၏မနှင့်မြား၍ထောင်ထိုအခါ9ဆက်မြောက်သောမင်းသည်မင်းအဖြစ်သို့ရောက်၍မုတ်ဆိုးတယောက်ကိုစေလိုက်၏ထိုမုတ်ဆိုးသည်သွားလေ၍ဖျားအလောင်းသည်နင်းရနေရာအရက်၌လည်းကြောကွင်းသည်မရွေ့သည်အဖြစ်ကိုသိ၍မိမိအကျိုးငါအယံအတားကိုပြု၍ထိုရွှေဥတောင်း၏ကျက်စားရာမြေသို့သွားခြင်းကိုလည်းသိ၍အရက်စွန်းသို့တက်ခဲ့၍တခုသောဥတောင်းမကိုဖမ်း၍အကျဉ်သို့သောအချင်းအရာအားဖြင့်တင့်အပ်သည်ရှိသောဥတောင်းမသည်လက်ခုပ်တီးတံဖြင့်က၏လက်ဖြစ်တီးတံဖြင့်တွန်၏ထိုသို့သောအချင်းအရာအားဖြင့်တင်ပြီးလျှင်ထိုဥတောင်းမကိုယူ၍သွားလေ၍ရွှေဥတောင်းသည်အယံအတားမပြုမီစောစောကလျှင်ကြောကွင်းတံသို့တင်၍
ကြောကွင်းတို့ကိုထောင်၍ဥတောင်းမှကိုတွင်စေ၏ရွှေဥတောင်းသားစားမသည်ရွှေဥတောင်းသည်သဘောမတူသောဥတောင်းမ၏အတန်ကိုကြား၍ကိလေသာသည်ထိုးဆွအပ်သည်ဖြစ်၍ပေးအံတားကိုပြုအံ့သောငါမစွမ်းနိုင်ဘဲသွေလေလျင်ကြောကွင်း၌မိလေ၏ထိုအခါဖျားအလောင်းကိုမုတ်ဆိုးသည်ဖမ်း၍သွားပြီးလျင်မင်းအားဆက်၏မင်းသည်ထိုရွှေဥတောင်း၏အစင်း၏ပြေဆုံးခြင်းကိုမြင်၍နှစ်သက်သောစိတ်ရှိသည်ဖြစ်၍နေရာကိုပေးစေ၏ဖျားအလောင်းသည်ခင်းအပ်သောနေရာ၌နေ၍မြတ်တော်မင်းကြီးအဘယ်ကြောင့်ငါကိုဖမ်းစေသနည်းဟုမေး၏ရွှေဥတောင်းအကျဉ်သူတို့သည်တင်း၏အသားကိုစားရကုန်၏ထိုသူတို့သည်မအိုကုန်မသေးကုန်သည်ဖြစ်ကုန်၏ဟုငါကြားရ၏ထိုငါသည်တင်း၏အသားကိုစား၍မအိုမသေးဖြစ်လို၍တင့်ကိုဖမ်းစေ၏ဟုဆို၏မြတ်တော်မင်းကြီးငါ၏အသားကိုစားရကုန်သောသူတို့သည်မအိုကုန်သည်မသေးကုန်သည်ဖြစ်စေအောင်တော့ငါသည်မူကားသေရအံ့ဤသို့ငါသည်ပင်တည်တတ်သောသဘောရှိလျက်ငါ၏အသားကိုစားကုန်သောသူတို့သည်အဘယ်အကြောင်းကြောင့်မသေးကုန်လက်တနည်းဟုဆိုသည်ရှိသောသီလတကူအစင်းလဥတောင်းမြတ်တင်းသည်ရွှေအစင်းနှင့်တူသောအစင်းရှိ၏ထို့ကြောင့်တင်း၏အသားကိုစားရကုန်သောသူတို့သည်မအိုမသေးကုန်သည်ဖြစ်ကုန်လက်တဟုဆိုလေ၏မြတ်တော်မင်းကြီးငါသည်အကြောင်းမဲ့ရွှေအစင်းနှင့်တူသောအစင်းရှိသည်မဟုတ်ရှေ့၌ကငါသည်ဤမြို့၌သာလျှင်စัจ java ရေမင်းဖြစ်၍မိမိသည်လည်းပြင်စသည်တို့ကိုစောင့်ခဲ့ဘူး၏အလုံးစုံသောစัจ java လာ၌နေကုန်သောသူတို့သည်လည်းစောင့်စေဘူး၏ထိုငါသည်စုတည်၍တာဝရိန္ဒာနတ်ပြည်၌ဖြစ်ခဲ့ဘူး၏တာဝရိန္ဒာနတ်ပြည်၌အသက်တဆုံးတည်၍တာဝရိန္ဒာနတ်ပြည်မှစုတည်သည်ရှိသောတပါးသောအကုသိုလ်၏အကျိုးဆက်ကြောင့်ဥတောင်းမျိုး၌ဖြစ်တော်လဲရှေ့၌စောင့်တည်ခဲ့ဘူးသောသီလ၏အာနုဘော်ကြောင့်ရွှေအစင်းနှင့်တူသောအစင်းရှိ၏ဟုဆိုသည်ရှိသောဥတောင်းမြင့်မြတ်တင်းသည်စัจ java ရေမင်းဖြစ်၍သီလကိုစောင့်ရှောက်၍သီလ၏အာနုဘော်ကြောင့်ရွှေအစင်းနှင့်တူသောအစင်းရှိသည်ဖြစ်၏ဟုဆို၏တင်း၏စကားကိုအဘယ်သို့သောအကြောင်းကြောင့်ငါတို့သည်ယုံကြည်ရအံ့နည်းတစုံတစ်ခုသောသက်သေရှိ၏လောဟုဆို၏မြတ်တော်မင်းကြီးရှိ၏ဟုဆိုသည်ရှိသောအဘယ်မည်သောသက်သေနည်းဟုမေး၏မြတ်တော်မင်းကြီးငါသည်စัจ java ရေမင်းဖြစ်သောကာလ၌ယေရနာဖြစ်ပြီးသောယထာ၌စီး၍ကောင်းကင်ခရီးဖြင့်သွားရဘူး၏ငါ၏ထိုယေရနာယထာကိုမင်္ဂလာရေကန်၏မြေအတွင်း၌မြုပ်စေအပ်၏ထိုယေရနာယထာကိုမင်္ဂလာရေကန်မှဖော်စေလောထိုယေရနာယထာသည်ငါ၏သက်သေဖြစ်လက်တံဟုဆိုသည်ရှိသောမင်းသည်ကောင်းပြီဟုဝန်ခံ၍မင်္ဂလာရေကန်မှရေကိုပယ်စေပြီးလျှင်ယေရနာယထာကိုဆောင်ခဲ့စေ၏မင်းသည်ထိုအခါဖျားအလောင်းအားယုံကြည်၏ရွှေဥတောင်းတရားဟောဖျားအလောင်းသည်မြတ်တော်မင်းကြီးအမြိုက်ဖြစ်သောမဟာနိဗ္ဗာန်ကိုထား၍ကျွန်းကုန်သောခတ်သိမ်းကုန်သောသင်္ခါရတရားတို့သည်ဖြစ်ကုန်၍အမြဲမတည်သောသဘောရှိကုန်၏မမြဲသည်ဖြစ်ကုန်၏ကုန်းတက်ပြတ်တတ်သောသဘောရှိကုန်သည်သာလျှင်ဖြစ်ကုန်၏ဟုမင်းအားတရားဟော၍မင်းကိုငါးပါးကုန်သောသီလတို့၌တည်စေ၏မင်းသည်ကြည်ညိုသည်ဖြစ်၍ဖျားအလောင်းကိုမင်းအဖြစ်ဖြင့်ပူဇော်၏ဖျားအလောင်းသည်မင်းအဖြစ်ကိုထိုမင်းအားသာလျှင်အနှင်ပြီးလျှင်2 ရက် 3 ရက်နေ၍မြတ်တော်မင်းကြီးမမေ့မလျော့ဖြစ်ရလောဟုဆုံးမ၍ကောင်းကင်၌ပြန်၍ဒန္တကရွှေတောင်သို့သွားလေ၏မင်းသည်လည်းဖျားအလောင်းအဆုံးအမ၌တည်၍ဒါနအစရှိသောကောင်းမှုတို့ကိုပြု၍ကံအားလျော်စွာလားလေ၏ဇက်ပေါင်းတပ်ပညုမြတ်စွာဘုရားသည်ဤဓမ္မဒေသနာကိုဆောင်တော်မူ၍တစ္ဆာတို့ကိုပြတော်မူ၏တစ္ဆာတို့ကိုပြတော်မူသောအဆုံး၌ညှိဝေသောယဟန်သည်အာရတဖို့၌တည်၏အဘယ်သို့ဇက်ကိုပေါင်းတော်မူသည်နည်းဟုမူကားယခုအခါယဟန်တို့ယခုအခါအာနန္ဒာသည်ထိုအခါမင်းဖြစ်ဖူးပြီးယခုအခါငါဖျားသည်သာလျှင်ထိုအခါရွှေဥတောင်းဖြစ်ဖူးပြီးဤသို့ဇက်ကိုပေါင်းတော်မူ၏မဘက်လိုက်ခမိုက်ဖက်ပကိုမာဒုက္ခတွေကိုကုတို့၏ပြေးကြောင်းဖြစ်သောမောရဇက်သည်ပြီး၏